မင်္ဂလာပါနော်ဒီနေ့ကားတစ်စီးပြပေးမယ် Honda Civic GE6 2012 model เนาะဒီကောင်2012เนาะဒီကောင်ဖောက်ကလင့်မီပါပါမယ်လုံးဝအိမ်သုံးကားเนาะဒီကောင်လုံးဝအိမ်သုံးကားအစ်စ်เนาะကန်ကူနီနီကိုတန့်တယ်ပြီးရင်10နှစ်ထူထိုးဖြစ်သွားမယ်เนาะဒီကောင်လေးဒီ drink can တစ်ချက်ပြပေးမယ်ထုံးစံနဲ့ကားလေးကတော်တော်လေးတန့်နေတယ်ဒီကားစုစီးနေဆိုလည်းလုံးဝအဆင်ပြေရနော်ကားတော်လေးတန့်မယ်ဒီမှာ Aircon တော့ digital မဖြစ်ဘူးနော်ဒီကောင်လေးနောက်ခန်းတစ်ချက်ပြမယ်နော်နောက်ခန်းမှာလည်းလုံးဝအသက်လုံးဝတန့်နေတာကပြီးရင်နောက် spoiler ပါသွားတယ်နော်နောက် spoiler နဲ့ spoiler တွေပါပြန်ထည့်ကြလုံးဝမလိုဘူးပြီးဒီမှာ10နှစ်အထူးထုတ်ပြနောက်ဖုန်းတစ်ချက်ပြင်ပြမယ်နောက်ဖုန်းနော်လုံးဝရှယ်နော်အိမ်သုံးကလုံးဝအတန့်နော်တန့်လေးစီးချင်တယ်ဘောစီးတယ်နော်နောက်ဆက်တော့စီးလဲစင်ပြောင်းလုပ်ပေးမယ်နော်ကိုမှုတွေပါမယ်ပြီးရင်ဒီ wiper ဟွာလက် wiper နဲ့ snap key ဖြစ်မယ်ပြီးဒီကောင်လေးရဟွာမိုးရွာနေကျွန်တော်တို့ပြင်းထဲမှာနန်ကြီးဟောချဟအောင်ပေါ့နော်တော်တက်မှာတော့ကားတော်တက်နေတယ်